မင်္ဂလာပါရှင်မြန်မာအခရာရဲ့မြန်မာဘာသာစကားသင်ခန်းစာများမှကြိုဆိုပါတယ်မိသားစုဝင်6ယောက်ရှိပါတယ်မိသားစုဝင်6ယောက်ရှိပါတယ်မောင်နှမ3ယောက်ရှိပါတယ်မောင်နှမ3ယောက်ရှိပါတယ်အဖေကဆရာပါအဖေကဆရာပါအမေကရှင့်နေပါအမေကရှင့်နေပါအကိုကအဆိုတော်ပါအကိုကအဆိုတော်ပါညီမလေးကစိတ်တက်ကတူတက်နေပါတယ်ညီမလေးကစိတ်တက်ကတူတက်နေပါတယ်အကိုကစီးပွားရေးတက္ကသိုလ်ကဆရာပါအကိုကစီးပွားရေးတက္ကသိုလ်ကဆရာပါကျမကကုမ္ပဏီဝန်ထမ်းပါကျမကကုမ္ပဏီဝန်ထမ်းပါမမကဆရာဝန်ဖြစ်ချင်လို့စိတ်တက္ကသိုလ်တက်နေတယ်မမကဆရာဝန်ဖြစ်ချင်လို့စိတ်တက္ကသိုလ်တက်နေတယ်ကျမကဆရာမဖြစ်ချင်ပါတယ်ကျမကဆရာမဖြစ်ချင်ပါတယ်ညီမလေးကသူနာပြုဖြစ်ချင်ပါတယ်ညီမလေးကသူနာပြုဖြစ်ချင်ပါတယ်ထမင်းစားချင်ပါတယ်ထမင်းစားချင်ပါတယ်အေးတောက်ချင်ပါတယ်အေးတောက်ချင်ပါတယ်နိုင်ငံခြားဘာသာတက္ကသိုလ်မှာကိုရီးယားဘာသာလေ့လာချင်ပါတယ်နိုင်ငံခြားဘာသာတက္ကသိုလ်မှာကိုရီးယားဘာသာလေ့လာချင်ပါတယ်တငယ်ချင်းတွေနဲ့ရုပ်ရှင်ကြည့်ချင်ပါတယ်တငယ်ချင်းတွေနဲ့ရုပ်ရှင်ကြည့်ချင်ပါတယ်ပိတ်ရက်မှာပျော်ပွဲစားထွက်ချင်ပါတယ်ပိတ်ရက်မှာပျော်ပွဲစားထွက်ချင်ပါတယ်နောက်သင်ခန်းစာတွေမှာပြန်ဆောင်ကြမယ်နော်တတ်တာ